တီရီလင်္ကာနိုင်ငံရဲ့ UNESCO စီးရင်ဝင်တဲ့ရှေးဟောင်းအမွေအနှစ်စီးရင်ဝင်တဲ့ဒီတီရီလင်္ကာနိုင်ငံမှာရှိတဲ့ဒီစီကရီယာကြောက်တုံးကြီးအကြောင်းပဲဖြစ်ပါတယ်ဒီကြောက်တုံးကြီးကကြောက်တုံးကြီးပေါ်မှာသူတို့ကနန်းဆောင်တည်ဆောက်ခဲ့တာပေါ့နော်ဒီ AD 489 495အတွင်းမှာကတ္တပမင်းကသူ့အဖေသူအုပ်ထဲမှာအရှင်လက်မြုပ်ပြီးတက်ပြီးတော့သူကသူ့အကိုကသူ့စစ်လာတိုက်မှာကြောက်ပြီးတော့ဒီကြောက်တုံးကြီးပေါ်မှာထီခန်းတက်တွေတိဆောက်ပြီးတော့နန်းတော်ကြီးတိဆောက်ပြီးနေတာပဲဖြစ်ပါတယ်ဘရင်ကတော့ရေကူးရတာကိုတော်တော်ကြိုက်တယ်ထင်တယ်လာတဲ့လမ်းတစ်လျှောက်လုံးမှာလည်းပန်းချံမျိုးစုံမှာရေကူးတဲ့ရေကန်ပန်းချံတို့ပန်းမှန်ပန်းချံတို့ပန်းချံမျိုးစုံလောက်ထားပါတော့ပန်းချံမျိုးစုံမှာသူကမိန်းကလေးအယောက်900ကိုကူးခိုင်းပြီးတော့သူကအဲကြောက်တုံးကြီးအပေါ်ကနန်းဆောင်ကနေလှမ်းကြည့်ရပြီးအဲကြောက်တုံးကြီးအပေါ်မှာလည်းသူတဘာဝအတိုင်းရေကူးကန်တွေဖြစ်အောင်ဒီလိုမျိုးရေကန်တွေတူးပြီးတော့ရေကူးကန်တွေလှုပ်ခိုင်းထားပြီးတော့အဲရေကူးကန်မှာလည်းကူးခိုင်းတာပဲဖြစ်ပါတယ်အဲရေကူးကန်မှာလည်းထပ်ကူးခိုင်းပါသေးတယ်အဲ့တော့ဘရင်ကမိန်းကလေးအယောက်900ကိုမကြိုက်တော့ရင်ထပ်ဖြည့်ပြီးတော့ရေကူးတာထိုင်ကြည့်ရပဲဖြစ်ပါတယ်သူတို့ပြောပုံအရာဆိုရင်မိုးကြီးတယ်ဆိုရင်လက်ရှိအချိန်ဒီအဲ့ဒီမှာထားတဲ့ရေပန်းတွေကပေါ့နော်ဘာစက်ပစ္စည်းကိရိယာအကူအညီမှမပါဘဲနဲ့အလုပ်လုပ်ပါသေးတယ်သူကရေအားနဲ့အော်တိုအလုပ်လုပ်တဲ့စနစ်ပေါ့နော်အဲ့ခေတ်ရဲ့ဒီပြည်သူကလက်ရဤပညာတွေကိုတွေ့ရတာပဲဖြစ်တော့တို့ကဒီခရီးကိုတုတ်တစည်းနဲ့စတင်ခဲ့ပါတယ်ကျွန်တော်စီးမဲ့တုတ်ကိုကျွန်တော်လာယူပါတယ်ဒီခိုင်းထဲမှာဖြစ်တယ်အော်ရှောက်သွားအောင်ကကျွန်တော်တို့တုတ်လာငှားကြတဲ့အဖွဲ့တွေဖြစ်ပါတယ်ဟိုဘက်မှာလေ့ကျင့်ရေးကွင်းပါတုတ်မမောင်းရင်လေ့ကျင့်ရေးဝင်ရပါမယ်သူတို့ကျွန်တော်ကိုတုတ်မောင်းမှုအတွက်ပြင်ပေးထားပါတော့သူတို့ဆီရီလန်ကာမှာမောင်းလို့ရမယ်ပါမယ်questions, and when you're back from the training, if you have more questions before you guys leave, let me know. Alright? Have fun? Develop. Can you check your brake, please? Okay. Yeah. Any idea for this? Maybe there's a gear? No? This is a gear. Front back gear. Yeah. Okay. This is a reverse gear. And it is. တုတ်ပြအမှတ်တရအလား When I get older I will be stronger they gon' be just like a wave When I get older I will be stronger they gon' be free just like a waving flag When I get older, I will be stronger. They call me freedom, just like a waving flag. တော့ဖတီးကဒူးရင်သီးဈေးညှိနေတာပဲဖြစ်ပါတယ်။စီရီလင်္ကာလမ်းဘေးမှာဒူးရင်သီးဈေးညှိနေတော့ဖတီးထွေးပါ 9 နာရီလောက်ကားမောင်းခဲ့ပြီးဒီနောက်ကျွန်တော်စီကရီယာတောင်ကြီးနာတို့ရောက်လာပါပြီ။အိုးအပေါ်မှာလူတွေရှောင်းနေအများကြီးပဲ။အေး Okay ဒီမှာတော့ကျွန်တော်တဲတဲ့ဟိုတယ်မြန်မာငွေ3သိန်းခွဲတာလောက်တော့ကြာမှာပေါ့နော်3သိန်း8000လောက်ကြာမှာပေါ့။ဆရာမကြီးစုပ်ပြတ်နေမဲတူးနေ Okay ကျွန်တော်တို့ရဲ့3သိန်းခွဲတန်းခံလေးရောက်ပြီ။နေပြောပါတယ် Okay outdoor area ပကံနဲ့ရန်တူပါတယ်ဗျာဒီလင်္ကာရဲ့ရှေးအောင်အမွေနှစ်နဲ့နေဆိုတော့သူကပကံနဲ့တူတယ်ခက်စင်စင်ပဲအဲ့လိုမသိရင်ပကံရောက်နေတယ်လို့ပဲဖြာဒီဥထုကတော့ပကံထက်အေးရပါတော့ကျွန်တော်တို့ Sikria Road ကိုစတက်ပါမယ် Sikria Road တောင်ချီကိုရောက်ခဲ့ပါပြီတန်းစီကြ This side only excavated, other side future generation. Can you see this?
Okay. When you scattered symmetry. Oh. When you see symmetry, they are found in Engineering Diamond Ocean Museum, Colombo. Okay. အဲ့တော့ဒီဘရင်ကစော်ရောက်9ရောက်ရေကူးကန်ထဲမှာခေါ်ကူးခိုင်းပြီးတော့သူကထိုင်ကြည့်ရဲတဲ့အော်ရေကူးကန်4ကန်နဲ့နေတိုင်းမဟုတ်ဘူးဘရင်ကငစား Oh my god အဲ့တော့ကျွန်တော်ရဲ့တိတိလင်္ကာနိုင်ငံရဲ့ဘရင်သူ့အဖေကိုတတ်ပြီးတော့ဒီကြောက်ပေါ်မှာကြောက်ပြီးလာနေတာဒီတုံပေါ်မှာလာနေတာသူ့အကူကလာတိုက်မှာမို့လို့ပတ်ပတ်လည်မှာမိချောင်းတွေမွေးထားတယ်သူ့အကူလာမတိုက်ခင်သူဒီမှာလာပုံးတာပေါ့ပုံးရင်းနဲ့280ကြာသွားရဲ့နောက်ဆုံးသူ့အကူကလည်းလာတိုက်တယ်လာတိုက်တဲ့အချိန်ဒီတောင်ပေါ်ခုန်ချပြီး suicide လုပ်ပြီးတေသွားတယ်ပြောတာပဲအမေဒီကောင်ကစုံ900နဲ့နေရအဲ့တောင်ပေါ်မှာစုံ900နဲ့နေတဲ့ကောင်မဟုတ်ကွာ what a man ဆက်မလို့ပဲပန်းထွက်တဲ့ရေပန်းတွေပေါ့နော်ဒီမှာရေပန်းတွေမိုးတားတဲတဲ့ချိန်ကျရင်ဒီရေပန်းတွေကနေပြီးတော့ရေပန်းတွေကဆက်မလို့ပဲပန်းတာကျွန်တော်တို့မိုးမရွာလို့မတွေ့ခဲ့ရပါဘူးဆိုတော့ကျွန်တော်တို့ဒီကြောက်တုံးကြီးမှာတက်ပါမယ်ဘရင်စုံ900နဲ့ပျော်တဲ့နေရာပြောတယ်တက်ကြည့်မယ်ဘယ်လိုပျော်ဖို့ကောင်းလဲကဒီဘက်မှာပေါ့နော်ဒီဘက်ကစုံ900ရေကူးတဲ့နေရာအဲ့ဘရင်ခိုင်းတဲ့ဘရင်တေသွားတော့ဒီနန်းတော်ဒီတပတ်ချမ်းကိုကြတော့ဘုန်းကြီးတွေတရားအားထုတ်တဲ့နေရာလှုပ်ပလိုက်တာတဲ့ Our religion Buddha, 3 days of prayer, Supa, Bodhi, and Buddha. ဒီမှာတရားအားထုတ်ကြပါ Well, sir. Marble Original okay step. Why they built marble before not electrical seen in the dark? The stone garden, everything stone garden. okay Water garden. On the way I saw you, sir, in Orient Hall. okay Route cave. On the way I saw you, right? okay I tell you same cave, I saw you, third cave. okay Okay. Before not painted. Oh. Now painted in 5 years, 10 years gone. Oh. 600 natural color. ဒီမှာအဲ့ဒီနေရာမှာတုတ်ထားတာသူတို့အိန္ဒိယ technology ရဲ့တွေ့ခဲ့ Spiral jacket before bamboo ladders, black one 1890. Okay. Other one 2002. ခြေနေရတာဒီလိုသွားပါဝါကြောက်တောင်ဖေးကနေပတ်ပြီးတော့ဖြည်းဖြည်းမော်လိုက်တာကျွန်တော်တို့လမ်းတော့ဝက်နေပါတော့ရောက်ပြီပေါ့နော်ဒီမှာချင်းသေးပုံစံလက်သေးနဲ့စီကရီယာရော့ဒီမှာကကျွန်တော်ပြအောင်ပြားတွေရှိတယ်အဲပြားတွေကတစ်ခါလေးကြိုက်သေးတယ်ကြိုက်တယ်ဆိုရင်ဒီဘေးကလူတွေကပြေးပြီပြေးအောက်ကိုပြေးလာပြီးတော့မှပြားကြိုက်ရင်ပုံးမဲ့နေရသူတို့လှုပ်ထားပြီးသေးတယ်အစိမ်းအောင်ချင်တောင်နဲ့ဟိုးသေးရစရာကြီးနောက်ဆုံးတော့ကျွန်တော်လုံနိုင်ခဲ့ပါပြီကျွန်တော်ပေါ်ရောက်လာပါပြီအမလေးတန်တကားလှေကားတွေကမောတာမဟုတ်ပဲကြောက်ဖို့ကောင်းလို့ပြင်းနေတုံးလို့ဒါဘရင်စုံ900နဲ့ပျော်ပါခဲ့တဲ့နန်းဆောင်ပေါ်တဲ့လုံးဒီစက္ကန့်မှရှိသေးတယ်ဒီမှာထိုင်လာတဲ့ပလင်နဲ့ထိုင်ပြီးတော့စော်တွေကိုရေကူးခိုင်းတာဒီမှာထက်ကူးခိုင်းတာအောက်မှာလည်းကန်အကြီးပဲအပေါ်မှာလည်းကန်အသေးတွေနဲ့ရေကူးတော့ထိုင်ကြည့်သေးတာစားတယ်တောင်ပေါ်မှာကူးကန်နောက်တစ်ကန်ဒါတော့အခုရေရှိနေတာမိုးရွာရင်တော့မိုးပြေဝိုင်းဒီပေါ်ရေတွေအောက်ကိုကျပြီးဖောင်တိန်ဖြစ်မှာတဲ့တကယ်ကြောက်တုံးပေါ်မှာလာပြီ
တို့လမ်းလျှောက်ခဲ့တဲ့နေရာဖြစ်ပါတယ်ဒီကနေဝင်ပေါက်ပါဘယင်က sorry ရေကူးကလည်းဒီဘောကြီးတာဖြစ်ပါတယ်ဒါတော့ဒီ Sigria Lion Rock ရဲ့နောက်ဆုံး final step ပေါ့နော်နောက်ဆုံးကြောက်တုံးပေါ့ဒါကျွန်တော်တို့ထိတ်ဆုံးရောက်လာပြီပေါ့ဟာထိတ်ဆုံးရောက်လာပါပြီဘယ်လိုပြန်ဆင်းကြမလဲโอ้มีချောင်းကြီးโอ้ shit တကယ်ကြီးอ่ะมาละခွန်းလီကျွန်တော်တို့ Sigria သူ့အကိုတွေလာတက်မှာကြောက်လို့လှုပ်ထားတဲ့ကန်ပတ်လည်မှာတော့မိချောင်းတွေမွေးခဲ့တာဒီမှာမိချောင်းတွေရှိသေးရဲ့အခုဒီကြောင် sleeping ဟောအိမ်ညာ Tempula Cave Temple ပါဒါတော့ကျွန်တော် Sigria Rock ကိုတက်ပြီးနောက်ဝင်တဲ့နေတနေရာပေါ့ဗျာသွားပါမယ်